မိတ်ဆွေတို့တိပါတလားကျွန်တော်တို့အင်အားခွေးလေးတွေတစ်ခါတလေမှာထူးထူးဆန်းဆန်းလှုပ်တက်တာလေးတွေရှိပါတယ်တကယ်တော့ဒါတင်းကိုကစားဖို့ဖိတ်ခေါ်နေရဖြစ်ပါတယ်ခွေးလေးတွေရဲ့ကဘာမှာလည်းသူတို့ချင်းချင်းနားလည်ထားတဲ့ကစားပွဲစီးမြင်လေးတွေရှိပါတယ်ဥပမာခွေးလေးတစ်ကောင်ကရုပ်တရက်ရှေ့ချောင်းတဲ့ဘက်ကိုမြေကြီးပေါ်မှာပြားနေအောင်ချလိုက်မယ်ပြီးတော့ဖင်လေးကိုပေါ်ထောင်ပြီးအမီလေးကိုတရန်ရန်လုံးနေပြီဆိုရင်ဒါကသူတို့နဲ့တူတူကစားဖို့တင်းကိုဖိတ်ခေါ်နေရဖြစ်ပါတယ်ဒီလိုချိန်မျိုးမှာတင်းကဘယ်လိုပြန်ပြီးတုံ့ပြန်ပေးရမလဲဆိုရင်ရှက်နေတဲ့နေရာမှာပဲကျွန်တော်ကိုခက်တွန့်တွန့်လေးစောင့်ပေးလိုက်ပါတကယ်မလို့ခွေးလေးကလည်းတင်းကိုပြန်ပြီးဥညွတ်တဲ့ပုံစံလုပ်တယ်ဆိုရင်တော့ဒါကတင်းနဲ့တူကစားဖို့တဘောတူလိုက်ပြီပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကိုဆက်ဆောင်ပေးတာပဲဖြစ်ဖြစ်စပြီးလှုပ်ရှားလိုက်တာနဲ့ခွေးလေးကချက်ချင်းပဲဖူးစုမီဘုတ်တက်ကိုရောက်တော့ပါလိမ့်မယ်အဲ့ဒီမှာတူကပတ်ပြေးမယ်တင်းကတူကိုလိုက်ဖန်ရပါလိမ့်မယ်တကယ်မလို့တင်းကတူကိုဖမ်းမိတော့တယ်ဆိုရင်တော့တင်းနိုင်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးတဲ့စီမင်းတစ်ခုရှိပါတယ်ခွေးလေးကပြင်းနေရကနေရုတ်တရက်ရက်လိုက်ပြီးအတင်းနေထားနေငြိမ်သွားတယ်ဆိုရင်ဒါက dot statue mode ကိုရောက်သွားတာဖြစ်ပါတယ်ဒီချိန်မှာတူကိုလုံးဝတွားထိလို့မရပါဘူးတင်တွားထိလိုက်တာနဲ့ကစားမွေးစီမင်းကိုချိုးဖောက်ရရောက်သွားပါပြီအဲ့ဒီစားတင်ကခြေထောက်ကိုစောင့်ပြီးတူနဲ့ဆန့်ကျင်ဘက်ရက်ကိုပြေးထွက်သွားလိုက်ပါဒါဆိုရင်တော့ခွေးလေးကချက်ချင်းပဲတင်းတောင်ကိုလိုက်လာပြီး dresser လိုက်ဖန်ပါလိမ့်မယ်ဒါကဘယ်ခွေးလေးမှမငင်းဆန်နိုင်တဲ့ကစားနည်းတစ်ခုလည်းဖြစ်ပါတယ်တင်းရင်မှာရှိတဲ့ခွေးလေးနဲ့လည်းအခုပဲစမ်းကြည့်လိုက်လို့ရပါတယ်ခဏတာပဲဖြစ်ဖြစ်တူနဲ့တူတူစော်ကစားပေးလိုက်တာကတင်းကိုပျော်ရွှင်မှုတစ်ခုရသွားစေမှာကတော့လုံးဝအတိတ်ကြပါတယ်